တခါတလေမှာကျွန်တော်တို့ငြိမ်နေတာကလေအမှန်တရားကိုမသိလို့ဒါမှမဟုတ်စကလုံးမကြွယ်ဝလို့မဟုတ်ပါဘူးတစ်ဖက်လူကိုပြန်ပြီးနားကျင်အောင်ဘယ်လိုစကလုံးမျိုးနဲ့တိုက်ခတ်ရမလဲဆိုတာကောင်းကောင်းသိနေပေမဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကိုအောက်ခြေထိအဆွဲမခံကျင်တာကြောင့်ပဲလောကမှာပြောချင်တိုင်းပြောပြီးပောက်ကရလောက်တဲ့သူတွေအများကြီးပါဒါပေမဲ့လေကိုယ့်ဘက်ကပြန်တုတ်ပြန်လိုက်ရင်သူတို့နဲ့ကိုဘာမှထူးခြားတော့မှာမဟုတ်ဘူးလေကိုခံစားခဲ့ရတဲ့နာကျင်မှုကိုတခြားတယောက်ကိုပြန်မပေးချင်တော့တဲ့ကိုချင်းစာစိတ်ကကျွန်တော်တို့ကိုနှုတ်ဆက်နေဖို့တင်ပေးခဲ့တာပါတကယ်တော့နှုတ်ဆက်နေခြင်းဟာလေအရှုံးပေးတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုတန်ဖိုးထားတာဖြစ်တယ်လို့လေမထိုက်တန်တဲ့သူတွေအတွက်ကိုတန်ဖိုးထားတဲ့စကားလုံးတွေကိုအလကားဟတ်တာမဖြုံးတိကျင်တာလည်းပါပါတယ်အမှန်တရားဆိုတာအချိန်တန်ရင်လေသူ့အလိုလိုပေါ်လာမှာမို့ကျွန်တော်ကတော့ကိုချင်းစာတရားကိုပဲလက်ကင်ထားပြီးအေးအေးဆေးဆေးပဲနေလိုက်တော့တယ်